DMU gig migo gig remote control ပေါ့နော် gig remote control ကိုဘယ်လိုနဲ့တရားနဲ့ set up လုပ်မလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်ဆိုတော့ပထမအဆုံးဒီမီခလုတ်ကိုပိတ်လိုက်ပါပိတ်ပြီးရင်ဟောအဖုံးကဒီမှာဖုံးထားတာဖြစ်တယ်အဲ့ဒါကို screw ဒီ unscrew လုပ်ပြီးဖွင့်ပါဖွင့်ပြီးရင်ဒီအလုံးလေးကိုနှိပ်ပါအဲ့ဒါနှိပ်တဲ့အခါကျရင်အခုလိုဒီမီးကနှစ်ခါအဲ့ဒီနားမှာဟိုဒီအောက်နားမှာအဲ့ဒီအမေဟိုအောက်နားမှာမီးလင်းလာပါလိမ့်မယ်အဲ့ဒီမီးလင်းလာတဲ့အခါကျရင်ဘယ်လိုလုပ်မလဲဆိုရင်ဒီ remote ဒီဟာကို tag ဆိုပြီးနှစ်ခါနှိပ်ပါနှိပ်ပြီးရင်ခဏနှိပ်တဲ့ဒီဟာကိုပြန်ပြီးတော့နှိပ်လိုက်ပါနှိပ်ပြီးတဲ့အခါကျရင်အဲ့ဒီမီးဒီတန်းစီပြီးတော့လင်းသွားပါလိမ့်မယ်အခါကျရင်ဒီ remote control နဲ့နှိပ်လိုက်ဖွင့်သွားလိုက်ပြန်လာလိုက်အဲ့လိုစမ်းကြည့်လို့ရပါပြီအကေ၍ကြည့်ဥပမာအခုကျွန်တော်နှိပ်လိုက်ပြီးကြည့်သွားပြီးဆိုရင်stop လိုက်ပြီးရင်တစ်ခါပြန်နှိပ်ရင်ကြည့်သွားပြီးပြန်ပိတ်သွားပါလိမ့်မယ်အဲ့လိုဒီအဲ့ဒါပြန်ပိတ်သွားပြီးအဲ့ဆိုရင်တော့နင်း remote control နဲ့ဒီ gig set နဲ့ဆက်တွဲလို့အသုံးပြုလို့ရပါပြီเนาะ